ကျေးဇူးပြုပြီးဝင်မှာစတာလင်တီဖိုင်များထဲမှာလှမ်းကြည့်လိုက်သည်တခင်စတာလင်ကင်းလူကတကားဝါကနေခေါင်းကြီးပတာသည်မစ္စတီချဲနဲ့မင်းကိုတွေ့ကျင်တယ်စတာလင်ရှုပ်ပွားသွားသည်အိမ်တောင်ကြပြီမဲ့မိမတွေကိုနားမလည်ဘူးလို့ဝန်ခံတယ်သူ့အမြင်မှာတော့အမျိုးသမီးတွေဟာအလွန်ဒုက္ခခံနိုင်တဲ့တော်ဝါတွေပါကြည်ချွမ်းနှင်းသည်သူ့ကိုတွေ့ရင်အဘေးကြောင့်လာရသည်ကိုသိခဲ့သည်သူသည်ငိုယိုကနာကြီးသောမိန်းကလေးကိုဆက်ဆံရအထက် Demon Kingdom of Fantasy ကိုရင်ဆိုင်ရမည်ဟုသူသိသည်သူကမေးစေးကိုလက်နှစ်ဖက်နဲ့အုပ်ထားသည်ကင်လူနဲ့ညီနင်းတော်တာပြောပြီးနင်ကငါဒီမှာမရှိဘူးလို့မင်းင်းကိုပြောလို့ရမလားအယမ်းတော့ကျဲနေပြီကင်လူကမင်းဒီမှာနေပြီးအယမ်းလွတ်လပ်နေပြီလို့ငါပြောထားပြီးသားပဲလို့ပြောထားပြီမင်းကစတာလင်ဒီခဏတော့ဒေါသကြောင့်တဆုပ်သွားပြီးဒေါသကြီးကြီးပြုံးလိုက်သည်အရန်တပ်ဖွဲ့83ခွဲကိုတာဝန်ထမ်းဆောင်ရန်ပြောင်းရွှေ့စေခြင်းမိသားစု9သိန်းနီးပါးကိုစစ်တပ်ထူထောင်လို့လိုအပ်ခြင်းဒီတပ်များသည့်စုဝေးရနေရာများနှင့်ဖြူအားမြောက်နေရာအသီးသီးမှတပ်ဖြန့်ချထားရမည်လီယူဖိန်ရှောင်းသည်အနောက်ဘက်တွင်လှုပ်ရှားနေသည်လီယူဖိန်မိသားစု၏လက်ဝါးကတိုင်တက်သည်ကြီးမားသောတပ်သားများဖြင့်ဖရိုဂွင်းလိုက်သဖြင့်ဒူဝလွန်ဟေဂန်ရှေသို့ခြိတက်နေပြီထသည်အနောက်တမတော်၏တခွဲဆယ်ခုသည်ဝိုင်းရန်ခံရမည့်အန်ဒီယယ်နှင့်ရင်ဆိုင်ထည့်ပြီးစစ်တင်နာပရိမင်းဝီ၏အရေးပေါ်ပို့ဆောင်မှုများသည်နှင်းပွင့်မှတ်ကဲ့သို့ပြင်းတက်သွားသည်ဗီလင်ရှေဒင်းစီရေးလေ့ကျင့်မှုတွင်လေ့ကျင့်ရေးတပ်များသည်ဒီမွန်ကင်တော်နှင့်သွေးထွက်တန်ယူပฏิပတ်ခဖိခဲ့ရာစစ်သား23ဦးနှင့်အရာရှိ3ဦးသေဆုံးခဲ့သည်လင်းမှုစုသည်ကြည်ချွားမိသားစုတန်းတရားဝင်တတိပေးချက်ပေးပို့ခဲ့သည်ရန်နန့်သည်အလွန်ပြင်းထန်သည်ဒုတိယအရှိပြားစစ်ပွဲကနီးနေပြီတစ်ချိန်တည်းမှာပင်ပြည်내အသီးသီးရှိမျိုးဆောင်တက်ခါတရင်ပို့ချက်များသည်တောင်ငယ်တစ်ခုကဲ့သို့မြင်မာသည်ခရိုင်အုပ်ချုပ်မှုဤတာဝန်ကိုနရှင်းတော်ကျွမ်းကျင်ပြီးစာအိတ်တိုင်းတွင်အနီရောင်စလုံးများအရေးပေါ်အလွန်အမြင့်အရေးပေါ်နှိတ်ချင်းအလွန်အရေးကြီးသည်စိုးရင်ရာဟုရေးထားသည်တစ်ချက်မှမလိုဝန့်ပဲအားလုံးကိုပြန်ကြားတော့လေအစီရင်ခံအများစုမှာအရာရှိတဦးကိုလွှဲပြောင်းပေးရန်ညွှန်ကြားချက်တောင်းခံခြင်းယူနီဖောင်းအပုတ်ဖိပေးရန်လျှောက်ထားခြင်းစသည့်အချက်များဖြစ်ကောင်းဖြစ်သည်စတာလင်သည်မနေ့ညကမနက်3နာရီထကစစ်ဌာနချုပ်သို့သွားကဘရင်ကြီးများ၏လူလူနောက်ရှက်ထရမှုကိုတွန်းပြန်ရန်ဘရင်ကန်ကောင်စီတန်တွားရောက်ခဲ့သည်မွန်းတဲ့အချိန်၌ပင်မအိတ်နိုင်သူနှင့်သူ့လက်အောင်ငယ်သားတွေကခွေးတွေလိုပြောရမယ့်အထိပင်ပန်းနွားနေကြသည်ငါအတွက်လက်ပြည့်တစ်ခွက်ပြင်ထားတန်ပါတယ်စတာလင်ကအမိန့်ပေးပြီးတွားရအောင်နင်းကိုကြိုးစိုးဖို့အတူတွားရအောင်လို့ပြောတယ်မစ်နင်းကကျွန်တော်တို့လှုပ်ဖို့ကိုင်းဖတ်ကြွေးအတွက်ဂုံယူဖွယ်တဲ့စတာလင်ဖင်းပြီးကြစ်ချွန်းနင်းကိုလေးလေးနက်နက်ဦးညွတ်ကြိုးစိုးလိုက်သည်ຫນွေဥရသည်ဖြစ်တော့လဲရာသီဥတုကအေးနေသေးသည်ကြစ်ချွန်းလင်းသည်တကားဝတွင်ငင်းဆက်စွာရပ်နေပြီးအဖြူရောင်အင်ဂျီနှင့်အနီရောင်ပဝါဝတ်ထားပြီးအလှတရာအပြည့်ရှိသည်သူမကိုပထမဆုံးမြင်ဖူးသည့်အရာရှိငယ်တွေသည်မိသားစုအမွေးဆက်ကန်သူ၏အလှကြောင့်အံ့ဩထိတ်လန့်ကြပြီးဓာတ်ရိုက်မကြည့်ဝံ့ကြပေစတာလင်သည်ဤခန္ဓာသည့်ဧကန်ပွဲကိုမြင်လိုက်ရသဖြင့်မျက်မှောင်ကျုပ်ကဒိုးထိုးပြုံးလိုက်သည်သခင်စတာလင်မင်းကရင်ကြီးကိုနေငါပပလာကြည့်ဖို့လာတာလူတိုင်းကိုနှောက်ယှက်ဖူးလားသူမသည်ချန်လုံးနှင့်အခြားသူများစီသို့လှမ်းကြည့်သည်လုံးဝမပါဘူးမစ်နင်းကလာခေါ်တာတော့ဖိတ်လို့မရဘူးချန်လူပြုံးပြီးပြောသည်စတာလင်ကစကားမပြောဘဲပြုံးနေမဲ့ကြက်ချွမ်းနှင်းရဲ့မျက်လုံးထဲမှာစိုးရိမ်မှုတွေကိုမြင်လိုက်ရတယ်ဤခရီးစဉ်သည်ပေါ့တွင်အပြိုင်မဟုတ်ကြောင်းသူနှင့်သူမနှစ်ဦးလုံးနားလည်နေကြသည်ကြည်ချွမ်းနှင်းသည်မိသည့်ယာရုကိုမြမရယူထားတော့လေသူမသည်မိသားစု၏ပထမဆုံးသောအမွေစပ်ခံသူဖြစ်သည်မိသားစုခေါင်းဆောင်နှင့်တူညီသောအဆင့်ရန်တစ်ခုဖြစ်သည်မိသားစုတိုင်ဝန်ရှိသူကိုကြော်လွန်ခဲ့သည်စတာလင်သည်ကြည်ချွမ်းနှင်းကိုယုံသို့ဖိတ်ခေါ်ခဲ့သည်တရားဝင်လှုပ်ထုံးလနည်းအရာသူနှင့်အရာရှိအုပ်စုတစုသည်လာရောက်လေပတ်သို့မိသားစုအမွေဆက်ခံသူထံသတင်းပို့လာသည်မေးရမလားဆရာမတမတော်ဌာနရဲ့ကန္တာကိုဘလို့သဘောပေါက်လဲမင်းကစိတ်ဝင်စားလားစတာလင်ကမေးတယ်ကြည်ချွမ်းနှင်းကသူ့ကိုအေးအေးဆေးဆေးစိုက်ကြည့်ရင်မျက်လုံးထဲမှာပိုလေးနဲ့တဲ့အတိတ်ပေဒီပြည့်နှက်နေပြီးပေါ့ပါစကားစမြေးဖြိုးချရအောင်လှပြုံးလိုက်တယ်စတာလင်သည်ထိုယူသွင်း၏အတိတ်ပေကိုကောက်ဆောင်နားလေသည်စတာလင်မင်းကငါနဲ့စကားမပြောဟန်ဘူးထို့ကြောင့်သူကမိတ်စွာရင်မောကကျင်းလူကိုပြန်ကြည့်ရင်အိုးလူအနောက်နယ်ဇက်ကအခြေအနေကိုမစ်နင်းကိုတည်င်းပို့ပါအခြေအနေကတော်တော်အရေးကြီးတယ်နားလည်ပါပြီမစ်နေသခင်စတာလင်အားလုံးသိကြတဲ့အတိုင်းအနောက်နိုင်ငံမှာရှိတဲ့ငါတို့မိသားစုအတွက်အကြီးမားဆုံးချင်းချောက်မှုကလူဖူးမိသားစုကနေလာတာပါ
ဒါဟာငါတို့မိသားစုရဲ့ရန်သူပဲလိုဖုံးမိသားစုရဲ့စစ်တပ်ကိုအမျိုးသားကာကွယ်ရေးတပ်မတော်စနစ် Cross Army စနစ်နဲ့ Far Capital Garrison စစ်ဒေသဟူ၍သုံးမျိုးခွဲခြားထားရဲ့လိုဖုံးမိသားစုကိုပြောရရင်လိုဖုံးယွမ်ကရှောင်လဲလို့မရဘူးလိုဖုံးမိသားစုထဲမှာလိုဖုံးယွမ်ကအရေးကြီးဆုံးစစ်ဗိုလ်ချုပ်ကြီးဖြစ်ပြီးဩဇာကြီးတဲ့အရာရှိဆိုတာတန်တရားမရှိပါဘူးတိုးတော်သူမအားလိုဖုံးရှိမှာဂုံတူးဆောင်နိုင်ငံတို့တက်တက်တာစစ်တေနာပရိပွက်ချီးမိခံရတော်လေအမှန်တကယ်တရားရုံးရာသူအရာသူမသည်စတူရန်လီတာ3000အောက်စီယံပိုက်ခွင့်ရှိသောရှီပင်းစစ်တီသားဤတပ်မိုးတာဖြစ်သည်ကိုလူအများမသိကြပေရာထူးအဆင့်အရသူမသည်ကျွန်ုပ်ဤကျေချွမ်းမိသားစုဤပြည်내အုပ်ချုပ်ရေးမှူးတဦးနှင့်လာနိုင်ရှိနိုင်သည်တို့ရလဲလက်တွေ့တွင်ရှီပင်းစစ်တီသားသည်လိုဖုံးမိသားစုကျေချွမ်းမိသားစုနှင့်လီမီလောစုတို့ထိစပ်နေသောတလိကန်ဧရိယာတွင်တည်ရှိပြီးဗျူဟာမြောက်အရေးပါသောနေမီတခုအဖြစ်ဖန်တီးထားခြင်းဖြစ်သည်ထိ၏လျိုဖုံးမိသားစုသည်ဤနေရာကိုတေတန်အထိခုခံကာကွယ်ရန်ကြီးမားသောတပ်များချထားခဲ့သည်ရှီပင်းစစ်ဒေသနှင့်အနီးနားဒေသများတွင်အဓိကအင်အားနှင့်တရင်130ကျုံတက်ဆွဲထားသည်ထို့အပြင်လျိုဖုံးယွမ်သည်ဖားခပ်ပြီးတဲ့တွင်မျက်နှာသာမရပဲရှီးပင်နမီသို့ရောက်လာကတဲ့ကလျိုဖုံးလူဟိထောက်ခံကိုရရှိခဲ့သည်သူမသည်လျိုဖုံးမိသားစု၏စစ်အင်အားကိုအားကောင်းစေကအဓိကစနစ်3ခုအပြင်တက်အသစ်ဖြစ်သောလေအေးခဲတရင်ကိုတိကျဖန်တီးခဲ့သည်သူမကိုကဲသောတများတွင်လျိုဖုံးမိသားစု၏ကပြင်းထန်ဆုံးတိုက်ခိုက်ရေးတပ်ခွေများပါဝင်သည်သူမအားလျိုဖုံးမိသားစု၏အဓိကစစ်သည်များနှင့်မြင်းများဆိုင်ရာမဟာမိုးဖြစ်လာစေသည်လက်ရှိအချိန်မှာတော့သူမနဲ့သူစစ်တပ်ဟာကျွန်တော်ရဲ့ကြစ်ချွဲမိသားစုရဲ့လုံခြုံရေးအထက်အကြီးမားဆုံးချိန်ချောက်မှုတစ်ခုဖြစ်ပြီးမကြသေးမီကလက္ခဏာပေါင်းများစွာကသူမဟာကျွန်တော်ရဲ့ကြစ်ချွဲမိသားစုအထက်ပြင်းပြတဲ့ရီမန်းချက်တွေကိုချုပ်ကိုက်ထားတဲ့ဆိုတာကိုပြသနေပါတယ်။ချဲလူသည်အခွင့်အရေးကိုစုပ်ကိုက်ပြီးကျွန်တော်တို့ရဲ့ရဲရင်တော်မိသားစုတင်ရင်ဟာလိုဖုံးမိသားစု၏အညစ်အကြေးများကိုတေချာပေါက်အနိုင်ရလိမ့်မည်လို့တောက်ပြန်ပြောဆိုခဲ့လိ။စတာလင်သည်တိတ်တဆိတ်တတိပြုမိသည်မျက်နှာပြင်ပေါ်တွင်ကြည်ချင်းနှင်းသည်ဂရုတစိုက်နားထောင်သည်ရှေ့သို့အနှဲငယ်ငုံကရန်ဖန်ရန်ခါညင်သာစွာခေါင်းညိပြသည်သို့သောသူမ၏မျက်လုံးများကစိုးရိမ်မှုနှင့်အာယုံပြန့်လွင့်မှုကိုတက်ထေပြနေသည်သူမ၏လှပသောလက်ချောင်းများကအဝတ်ထောင်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားသည်စတာလင်သည်တပြင်းချပြီးဘာလို့စိတ်ရှုပ်နေရလဲဟုတွေးသွားသည်အစီရင်ခံသည်ရှေ့ရပြီးပြင်းစရာကောင်းသည်ထို့နောက်တမတော်ဦးစီးဌာနမှအကြီးတန်းအရာရှိအများပြသည်2နာရီကျော်ကြာမြင့်ခေကိုဒေတာအသီးသီးရှိတိုက်ပွဲအစလန်တင်ဖြစ်မှုဆိုင်ရာအစီရင်ခံချက်များကိုပေးအပ်သည်မွန်တလာတော့စတာလင်ကပြုံးပြီးကောင်းပြီအားလုံးကအញ្ញမ်းကောင်းတယ်မစ်နဲ့မင်းတချိုင်ဖောင်မတီးဖို့လိုသေးလားအာယုံပြက်လွတ်နေတော့ကြည်ချွင်းနှင်းသည်အိမ်မက်မလန်နိုးသလိုခန်းစားလိုက်ပါသည်တခဏတုံစိမ့်ပြီးနောက်သူမပြုံးကသခင်စတာလင်ငါမင်းကိုမေးချင်လားတခုရှိတယ်ဟုပြောလိုက်သည်စတာလင်ကကောင်းပြီဟုတင်းငိမ်စွာပြောသည်အနီးနားရှိအရာရှိများကလိမ္မာပါးနှစွာထပြီးရုံးမထွက်သွားကြသည်နောက်ဆုံးလူကတကားကိုပိတ်လိုက်ပြီးခြေတံများမှိန်လျော့သွားသည်သူမကိုကြည့်နေတော့လေသူမနေမကောင်းပြီးမျက်လုံးများကဝိုင်းဆက်နေသည်စတာလင်ကတိုးတိုးလေးချောင်းလိုက်တယ်အကိုကြီးစတာလင်ကြစ်ချွန်နင်ကနောက်ဆုံးမှစိတ်နဲ့တဲ့သွားမိကြစ်ချွန်ချုပ်သူဘယ်မှာလဲစတာလင်ဒီခဏတုံဆိုင်သွားတော့လေအရှိပြားလွန်ခဲ့သည့်နှစ်အနေငယ်ကသူသည်အရှိပြားတွင်ရှိနေခဲ့သည်ဟုပြန်ပြောသည်ကြစ်ချွန်နင်ယူတရက်ခြေတလန်းဆိုသွားပြီးသူတကယ်ဖြစ်နိုင်မလားအဲ့ဒါမင်းထင်တယ်လို့မဟုတ်ဘူးစတာလင်မတက်ရက်ပြီးပရိမောက်စီတို့ချက်သွားတယ်ပရိမောက်အဖင်ပတ်ပန်းကန်ထဲမှာတစ်ပင်တွေစိမ့်နုလာပြီးအရွက်နုတွေပေါက်နေပြီသူကလှည့်ကြည့်ပြီးကြစ်ချွန်နင်းကိုတိုက်ရိုက်ကြည့်လိုက်ပြီးကြစ်ချွန်ရွှေရဲ့မိသားစုပေါ်သစ္စာဆောင်တည်မှုကိုဘယ်သူမှမရှင်းနိုင်ပါဘူးသူကတကယ်သစ္စာရှိသူတူပါကြစ်ချွန်နင်းကသူ့ကိုစိုက်ကြည့်နေသည်ဇလန်ဒီအေဂရိပြက်ကဒင်989ခုနှစ်ပိုင်ကိုဝိုင်းစင်ချင်းကအာစာပြီးသည်စတာလင်သည်ကြက်ချွန်ရှူ၏နှစ်ကျော်အတွေ့အကြုံများကိုပြန်လည်ပြောပြခဲ့သည်သူ၏ခန္ဓာရည်ရှိအရှက်ရမှုဒီမွန်ကင်ဒမ်ထံအရှုံးပေးဟန်ဆောင်မှုဒီမွန်ကင်ဒန်စည်းဝေးခွဲအတွင်းလေဟောင်ကိုတက်ရာတွင်ထူးခြားသောရဲရင်မှုဒီမွန်ကင်ဒန်စစ်ဗိုလ်ချုပ်များကိုမရေမတွက်နိုင်သောအသေးအပြောင်များပေးခဲ့ပြီးနိုင်ငံတော်အားသစ္စာဖောက်သူများကိုပြင်းထန်စွာအပိပေးကာရက်ဆက်သူများကိုတုတ်တင်ရှင်းလင်းခဲ့သည်ကြီးမြတ်သောဉာဏ်ဒီများနှင့်ရဲစွမ်းတတိချေ
သူသည်တေလူမြော်ပါအခက်ခဲများကိုခံနိုင်ခဲ့ပြီးနောက်ဆုံးတွင်နတ်ဆိုးဘီရင်ဤလက်မှလွတ်မြောက်ခဲ့သည်သို့သောရက်ဆက်ကြမ်းကြုတ်သောရန်သူသည်ရှုံးနိမ့်ခြင်းကိုလက်မခံနိုင်ဘဲမူသားများဖန်တီးကအိမ်ပြန်ရန်မခက်နိုင်တော့ဘဲအရှိဖြာသို့ထပ်ပြေးရန်ထွန်းအားပေးခဲ့သည်သို့သောထိုခက်ခဲသည့်အခြေအနေတွင်ပင်ကြက်ချွမ်းရှုသည်မိသားစုအပေါ်သစ္စာနေတည်ကြည်မှုကိုမစွန့်လွတ်သေးပြီသူသည်အရှိဖြားဒေတာတွင်အခက်ခဲများကိုကြံ့ချန်ကလှုပ်ဝက်လေ့ကျင့်ထားသောတပ်ဖွဲ့ဝင်များကိုလုံလာဆိုင်ထုတ်ကနောက်ဆုံးတွင်အချင်းတော်ရောက်သောအခါအရှိဖြားလူထုအောင်ကြွမှုကြီးကိုလက်တကန်ဒေးဒန်စတင်ကဒီမွန်ကင်တန်းကိုအပြင်းထန်ထိုးနှက်ကကျဲချွမ်းမိပါစု၏အရှိချံကိုတိတ်တဆိတ်ခုခံကာကွယ်ခဲ့သည် အရှိဖျားမှပြန်လာတော့အခါကြချွဲနှင်းကိုလုတ်ကြံရန်လျှော့ဝှက်တွတ်ထမများနဲ့တိုက်ဆိုင်ခဲ့သည်သူသည်ရန်သူ၏တခင်အားညုံကိုလက်တကဲမြည်မြင့်ခြုံကိုတိုက်ခိုက်ပြီးကြချွဲနှင်း၏အသစ်ရှင်တန်မှုကိုတေချာစီတော့လဲသူ့ကိုသူပြင်းထန်စွာတရားရခဲ့သည်ကြချွဲနှင်းငိမ့်သက်စွာနားထောင်နေသည်သူမ၏နှုတ်ကြောတဲ့ခဏကိုမလှုပ်ရှာသူမသိသည်ကြချွဲရှူညီကောင်းလာမယ်သို့သောစတယ်လင်ကသူကြုံခဲ့ရတဲ့အန်ရီတွေပြန်ပြောနေချင်မှာတော့သူမတုံလုံးနေတဲ့အမူအရာကိုထိမနိုင်တော့ဘူးသူမတိလာတော့အခါကြချွန်းရှုသည်ထိုညကသူမကိုကဲတင်ရမှာထညာကြီးရသည်ဟုသူမခေါင်းကုန်ကမျက်ခွင်ကိုလွှဲလိုက်သည်စတယ်လင်သည်သူမ၏မျက်လုံးထဲမှတောက်တောက်လေးနဲ့အလင်းကိုမငင်နိုင်တော့ပြီစတယ်လင်သည်ယခုခိုက်တွင်သူမ၏ခံစားချက်ကိုနားလေသည်သူမချစ်သူသည်တပုတ်မဟုတ်ယုံတမကထူးထူးခြားခြားသူ၏ကောင်းတအုပ်ထစ်ကြောင်တိလာချိန်မှာသူမ၏နှလုံးသားသည်ဒီမခံနိုင်တော့ဘူးမိသားစုနဲ့မိတ်ဆွေတွေကိုချက်နာခဲ့တဲ့လူတစ်ယောက်ဟာတရီနဲ့ဝေးဝါအရှိတ်ကိုခံနိုင်ရရှိအောင်တိတ်တိတ်ဆိတ်ဆိတ်တိုက်ပွဲဝင်ခဲ့တယ်မိသားစုမှာစစ်သားတဦးမှမပါဝင်မဲ့သူ့ရဲ့ကိုယ်ပိုင်အထောက်မှုနဲ့အရှိဖြားနဲ့မြန်များစွာကိုပြန်လည်ရခဲ့တာဟာတမိုင်းအထင်းမှမရှိခဲ့တဲ့အရာပါဒီလိုအောင်မြင်မှုနဲ့လှုပ်ဆောင်ချက်တွေကနေနှစ်လလို့ကြောက်ပါပြီးအနှစ်တစ်ထောင်ကိုတရိယာစေဖို့လုံလောက်တယ်။ကြစ်ချွမ်းရှို့သည်ထိုချိန်ကသခင်ရွှင်ရှင်ဤပြုစုပူထောင်မှုကိုလုံးမထိုက်တန်သူဖြစ်ပြီးသခင်ကြည်ရင်စင်ဤမျောလင်းချက်ကြီးကြီးမားမားနဲ့ထိုက်တန်သည်လို့ပြောသည်။စတာလင်ကကြစ်ချွမ်းနင်းကိုစစ်စစ်ငူငူကြည့်ရင်ပြောသည်။မစ်နဲ့မင်းတို့ဘောတစ်ချိန်ကမျောလင်းခဲ့တဲ့အိမ်မက်တွေကိုပြန်ထိတွေ့မိနေတယ်မို့မလား။ကြစ်ချွမ်းနင်းသည်သူ့ကိုယ်သူငြိမ်သက်ဖို့ကြိုးစားတော့လဲစတာလင်ဟိတီငိမ်ပြီးစိတ်အေးတဲ့အတန်ကိုနားနေချိန်မှာမျက်ရည်တွေမတိစိတ်မှစီးကြလာသည်သူမတီးမခံလိုက်တော့ပဲအခန်းထဲမှာပြေးလာပြီးရင်းဘတ်တင်းကအသက်ရှူမြန်သွားသည်ဖြူဖြောတဲ့မျက်နှာအပေါ်မှာအနီကွက်များပေါ်လာသည်စတာလင်ဤမျက်နှာကိုမကြည့်နိုင်တော့ပဲသူမ၏ခြေထောက်များသည်ထောက်မနိုင်တော့ပဲနယံကိုမီကရှိတ်ကိုမျက်နှာဖြူရင်တိတ်တိတ်ဆိတ်ဆိတ်ရပ်နေခဲ့သည်စတာလင်သည်တိတ်တိတ်လေးတပ်ပြင်ချလိုက်သည်မြေရင်းပေါက်ကိုဖြည်းဖြည်းဖွင့်လိုက်ခြင်းလေကောင်းလေသက်နူးညံ့သွားတဲ့အတိုင်းဝင်လာပြီးနှွေဦးရဲ့ထွေးအသက်နဲ့အတူအနံ့ထွေးရည်သစိတ်တည်ဆောင်လာသည်မူးမလင်းကင်ကမူးဖွဲဖွဲနဲ့တိုးတိုးလေးကျသွားတဲ့မိုးတန်ကြောင့်ဥယျင်ထဲကမြေစီလွာတွေနူးထလာတယ်လို့တဲလွန်စားအနှင်းငယ်နဲ့ရေစက်လေးတွေကတ်နေတဲ့မြေအနံ့မှာနှွေဦးအညွန့်တစ်တွေအပြိုင်အဆိုင်ပွင့်လာတယ်မိုးရေဆေးထားတဲ့အညွန့်တစ်တွေဟာနီယောင်ထဲမှာတောက်ပလက်ပြီးအသက်အသွေးပြည့်နေတာကစတာလင်အတွက်ငြိမ်သက်မှုတစ်စိတ်ဖြစ်လာစေတယ်။သူနောက်ကနေစူးရှားတန်တစ်ခုလှလှလေးထွက်လာတာကိုမတိတိတာလေးနဲ့စွာနားထောင်ရင်တမင်တကာမတိမတာလေးလူရှူလိုက်တယ်။မိနစ်အနည်းငယ်အကြာမှငိုတန်ပြောက်သွားတယ်။စတာလင်ကလွိုက်ကြည့်ပြီးကြစ်ချွမ်းနင်းထန်တို့ဖြည်းဖြည်းလန်းထောပြီးပကွာတစ်ထေလှလှလေးချထားပေးလိုက်တယ်။ကြစ်ချွမ်းနင်းကခေါင်းမလဲပဲတိုးတိုးလေးကျေးဇူးတင်ပါတယ်လို့ပြောပြီးပကွာကိုလက်ထိတ်ခံလိုက်တယ်။ပြန်လွတ်လာချိန်မှာတော့သူမကိုယ်သူပြန်ထိန်နိုင်လာပြန်တယ်။မျက်လုံးတွေနည်းနည်းစို့နေပြီးနားညီတွေနီးရဲနေလိမျက်နှာပေါ်မှာတော့တင်းတင်သွားတာ။သူမကချိုးသားတဲ့အတန်နဲ့ပြုံးပြီးအကိုကြီးစတာလင်ဒီရအလိုပြောပြပေးတာကျေးဇူးတင်ပါတယ်လို့ပြောတယ်။စတာလင်ကပြုံးပြီးပြန်ပြောလိုက်တယ်။မင်းဝမ်းတာကောင်းတယ်။ဒါမင်းသိထားတဲ့တာတစ်ခုပဲ။မစ်နင်းမင်းအဲ့ဒီအချိန်မှာကြစ်ချွမ်းနင်းတီတွန့်သွားပြီးတန်တိတ်တနီးနဲ့ငါတိတယ်အကိုကြီးစတာလင်မင်းအလုပ်များတယ်ငါမင်းကိုအချိန်အတော်ကြာနှုတ်နေသွားတာတောင်းပန်ပါတယ်ငါခုထွက်တော့မယ်လီချင်းကိုကျေးဇူးပြုပြီးပြောပြပါစ
စတာလင်ဒီတကားစီသိုးလျှော့လာနေသူမကိုကြည့်ရင်တိတ်တဆိတ်ခေါင်းနေပြီးမစ်နင်ခဏဆောင်ပါလို့ပြောလိုက်တယ်။သူမရက်လိုက်တယ်။မျက်လုံးနဲ့ပြန်ကြည့်တဲ့အခါမှာမျက်နှာအေးသွားပြီးစကားတောင်မထွက်တော့ဘူး။စတာလင်ဒီဝါနဲ့ပွဲတသက်နိလက်ဝိနီတစ်ချက်လုပ်ပြီးကြစ်ချွမ်းရှို့အတွက်ရောမင်းအတွက်ပါဒီလိုဖြစ်လာတာမင်းမလက်ခံနိုင်ဘူးဆိုတာငါသိတယ်။ဒါပေမဲ့တချို့အရာတွေမင်းစဉ်းစားဖို့လိုတယ်။မင်းနားလဲသလား။သူကသူမရဲ့ခုံတိတ်ခါကိုမထိခိုက်စေရန်တုံးသက်နူးညံ့စွာပြောရင်စကားတိုင်းကိုတန်တရားမရှိအောင်ပြုစုတယ် ချစ်ချွမ်းနှင်းကတိုးတိုးလေးပြုံးပြီးတုံ့ပြန်လိုက်တယ်အကိုကြီးစတာလင်မင်းပြောချင်တာကချစ်ချွမ်းရှိုးနဲ့ငါအတူထစ်ဖို့မျောလင့်ချက်ရှိသေးလဲလို့ဆိုတာလားစတာလင်တက်တင်ပြုံးပြီးမှန်တာဘောလို့ပြောတယ်သူဆက်ပြီးပြောတယ်အနင်းမင်းကမိသားစုရဲ့အနာဂတ်စစ်တင်နာဝတိချုပ်ငါရဲ့လက်ရားလက်ဝင်ငါရဲ့ချစ်ချွမ်းမိသားစုရဲ့အကြီးအကဲတရားငါမပြောတင်တာပဲရှိပေမဲ့မင်းငငယ်ကလေးကငါ့ကိုအကိုကြီးလို့ခေါ်ခဲ့တာဒါကြောင့်ဒီနေ့တော့ငါကန့်တဲ့ချက်တွေကိုကြုတ်ခွင့်ပြုပါချစ်ချွမ်းနှင်းကပြန်ပြောတယ်အကိုအီစတာလင်ငါမင်းကိုအကိုကြီးအနေနဲ့အမြဲယုံကြည်ခဲ့တယ်မင်းပြောချင်တာတခုခုရှိမယ်ချစ်ချွမ်းရှိုးနဲ့ပြန်ကြည့်ဖို့မင်းဆွဲဆောင်ချင်တာမဟုတ်လားစတာလင်ကတင်းညစ်ပြီးဟုတ်ပါတယ်လို့ပြောတယ်ချစ်ချွမ်းနှင်းဒီဆက်ပြောလိုက်တယ်မနေ့မနက်ကလူကြီးကောင်စီကသခင်မောက်ဝေနဲ့စကားပြောပြီးပြီလို့သူမရပ်သွားတယ်စတာလင်ကဘလို့လဲဟုမေးလိုက်တာနဲ့ချစ်ချွမ်းနှင်းကမိုးရင်းပန်းတပွန်းလိုအပြုံးကြိုကြိုနဲ့ပြုံးလိုက်တယ်အခုမှစပြီးငါတို့အားလုံးတငင်ချင်းကောင်းတွေချစ်နေကြမှာပါစတာလင်ဒီအဲ့ဒီစကားကိုနားလေဖို့မိနစ်ဝက်လောက်ယူရတယ်သူမရဲ့အတန်တောင်လှပပြီးခန်းစားချက်နဲ့ပြီးတန်တမန်တေးလောက်လူကြီးနဲ့တွန့်ခါစီတဲ့စကားအတန်တလုံးတငင်ချင်းကောင်းဟစ်ကြရအောင်အဲ့ဒီစကားတစ်ခုပဲစတာလင်ရဲ့နှလုံးသားတွေကိုဓာတ်ရိုက်ထိုးဝင်သွားခဲ့တယ်နူးညံ့သိမ်မွေးတဲ့အတန်နဲ့ပြောလိုက်တဲ့မိမငယ်လတဦးရဲ့စကားတစ်ခုတည်းကြောင့်သူ့ရဲ့ခန်းစားချက်တွေမြတ်တာတွေမျှော်လင့်ချက်တွေအဲ့ဒီမိုးသွန်းຫນွေဦးညမ်းနဲ့အတူတိတ်တိတ်ဆိတ်ဆိတ်တင်သွားခဲ့တယ်အခုမှစပြီးငါတို့အားလုံးတငင်ချင်းကောင်းတွေချစ်နေကြမှာပါစတာလင်ဒီအဲ့ဒီစကားကိုနားလေဖို့မိနစ်ဝက်လောက်ယူရတယ်သူမရဲ့အတန်တောင်လှပပြီးခန်းစားချက်နဲ့ပြီးတန်တမန်တေးလောက်လူကြီးနဲ့တွန့်ခါစီတဲ့စကားအတန်တလုံးတငင်ချင်းကောင်းဟစ်ကြရအောင်အဲ့ဒီစကားတစ်ခုပဲစတာလင်ရဲ့နှလုံးသားတွေကိုဓာတ်ရိုက်ထိုးဝင်သွားခဲ့တယ်နူးညံ့သိမ်မွေးတဲ့အတန်နဲ့ပြောလိုက်တဲ့မိမငယ်လတဦးရဲ့စကားတစ်ခုတည်းကြောင့်သူ့ရဲ့ခန်းစားချက်တွေမြတ်တာတွေမျှော်လင့်ချက်တွေအဲ့ဒီမိုးသွန်းຫນွေဦးညမ်းနဲ့အတူတိတ်တိတ်ဆိတ်ဆိတ်တင်သွားခဲ့တယ်စတာလင်ကနူးညံ့သိမ်မွေးစွာပြုံးလိုက်တယ်ကောင်းတယ်မစ်နင်းမင်းရှိနေတဲ့ရွေ့ပေါ့ချစ်ချွန်းနှင်းကသူ့စကားကိုတိတ်တိတ်လေးကြားဖြတ်လိုက်တယ်အကိုကြီးစတာလင်မင်းနားမလဲဘူးပြဿနာရဲ့တော့ချက်ကဒီမှာမရှိဘူးငါကချစ်ချွန်းရှုနဲ့မထိုက်တန်ဘူးစတာလင်တီအန်အောသွားပြီးတိတ်တိတ်ကြည့်နေတယ်သူမကပြုံးတော့လဲဝမ်းနည်းမှုနဲ့ကြေကွဲမှုတစ်ပြိုင်တည်းဖြစ်နေတယ်တကယ်တော့သူမပြောလိုက်တယ်ငါကသူနဲ့မထိုက်တန်ဘူးသူကအရန်တော်တယ်တတိအရန်ရှိတယ်တိုင်းပြည်အတွက်လူသားမျိုးနွယ်အတွက်ဇာတိမီကိုကောက်ွယ်ဖို့တွဲထွက်တန်ရုံတိုက်ပွဲဝင်ခဲ့သူပါသူမှာကောင်းကင်ကိုမျက်နှာမူသည်မိမိနိုင်ငံကိုရှိခိုးတဲ့အော်တဘတ်သစ္စာရှိတယ်ဒါပေမဲ့ငါအတွက်သူ့ညသစ္စာကိုမျက်တအောင်ပြန်မဆက်နိုင်ခဲ့ဘူးသူ့အတွက်မတောင်းမိတဲ့ဆူတောင်းတောင်ရှိသေးတယ်တခါတလေငါတောင်သူ့အမှန်တကယ်နှဆိုးပြင်းတန်းလက်နဲ့ချခဲ့တာလားလို့တန်ရဝင်မိတာပါစတာလင်ဒီတိတ်တိတ်နဲ့နှိမ့်တင်ပွားတယ်ဒါမင်းအပြည့်မဟုတ်ဘူးမစ်နဲအဲ့အချင်းကလူတိုင်းနှိဘကအလူထင်ကြတာပါချစ်ချွမ်းနှင်းဒီခန်းစားချက်ပြင်းပြင်းနဲ့ပြုံပြောလိုက်တယ်ဒါပေမဲ့ငါလူတိုင်းမဟုတ်ပါဘူးငါကသူ့ကြောင့်ပဲသူ့ကိုအကောင်းဆုံးနားလည်တင်တဲ့သူဖြစ်တင်တယ်ကဘာလုံးသားလူတိုင်းကသူ့ကိုတန်တရားဝင်နေချိန်မှတောင်ငါသူ့ကိုယုံကြည်တင်တယ် Lost Stalin နဲ့ Inspector General Dillon တို့ပါပဲသူတို့ကအမြဲချစ်ချွမ်းရှုကိုယုံကြည်ခဲ့တယ်ဒါဆိုငါကတော့ပုံမယုံကြည်တင်တာပေါ့သူမသိဘူးလို့ယုံတယ်သူသစ္စာကိုယုံတယ်သူကတိငါပေါ်ထားတဲ့သစ္စာကိုလည်းငါယုံတယ်သူမရဲ့အတိုင်းဒီတခေးပြင်းမိန်တော်ပြီးလှိုက်ပြော့အတန်တော့ဖြစ်လာတယ်ဒါပေမဲ့ငါမလုံနိုင်ဘူးအချစ်ဆိုတာနှစ်ဖက်အတွက်စံတက်မှုတစ်ခုပါငါတော့အဲ့ဒီစံတက်မှုမှာမအောင်မြင်ခဲ့ဘူးချစ်ချွမ်းမိသားစုကသူ့ကိုအကြွေးတင်ခဲ့တာငါလည်းဝန်ခံတယ်ဒါပေမဲ့ငါအတွက်ကငါရဲ့သစ္စာမဲ့မှုကတခြားသူတွေပိုအရေးကြီးပါတယ်ငငယ်လေးကငါသူ့ပေါ်အကြွေးတင်နေတာပါသူငါအတွက်ဘယ်နှခါလောက်အသက်ဆုံးခဲ့တယ်လဲငါကပြန်ဆက်နိုင်တာဆိုရင်နာကျင်ခြင်းနဲ့ဝမ်းနည်းခြင်းပဲဖြစ်ပါတယ်ငါမတူချစ်ချင်းမြတ်တာနဲ့ထိုက်တန်ပါဘူးငါကမဟုတ်ရင်
သူပို့ပြောလိမ့်မယ်လူတွေကကွဲတဲ့ man plan တက်လို့ရတယ်လို့ပြောကြပေမဲ့အဲ့ဒီmanမှာအကွဲတွေထပ်နေသေးပါမူလအတိုင်းတော့ plan လာမှာမဟုတ်ပါစီတာလင်ဒီတိတ်တိတ်နဲ့ကြည်နေတယ်သူမထွက်သွားချိန်ချစ်ချွမ်းရုတ်ရဝမ်းနဲ့မှုကိုတတိယပြီးယခုချိန်မှာတော့ချစ်ချွမ်းနင်းရဲ့အတွင်းခံစားချက်ကိုနားလှည့်လိုက်ကြအပိတဘောပြင်းပြင်းကြောင့်သူမကိုယ်သူတင်းငင်အောင်မရနိုင်တော့ပဲသူမရဲ့ဂုံတိတ်ခါနဲ့မာနကြောင့်ပယ်လဲဖို့မဖြစ်နိုင်တော့ဘူးနားလည်မှုလွဲခြင်းနေပျောက်သွားတော့လဲအကျွင်းအကြံအနာအစားတွေတော့အမြဲကြံနေသေးတယ်ချစ်ရဲ့လောင်မှာတယောက်နဲ့တယောက်လွမ်းဆွနေသူနှစ်ဦးဟာအခုထိတွဲဖတ်မဖြစ်သေးဘူးနှလုံးယာယီဆိုတာတကယ်ရှုပ်ထွေးပါတယ်နှစ်ယောက်လုံးမှာပြောချင်တာရှိတယ်ဒါပေမဲ့ဘလို့ဆက်ရမလဲမသိကြဘူးနောက်ဆုံးမှာချစ်ချွမ်းနှင်းသည့်မတ်တက်ရက်လိုက်ပြီးချိုတာတဲ့အတန်နဲ့ပြောလိုက်သည်သခင်စီတာလင်ဂျေဇူးတင်ပါတယ်မင်းအချိန်အများကြီးယူသွားသည်ထင်ပါတယ်ငါသွားတင်တယ် စတာလင်ကချက်ချင်းနင်းလို့ခေါ်လိုက်တယ်ခဏလောက်ထိုင်မှာငါပြောစရာရှိတယ်သူမတ်တက်ရက်လာပြီးကြစ်ချွမ်းနင်းကိုဓာရိုက်ကီကခိုင်မာတဲ့သံနဲ့ပြောလိုက်တယ်မစ္စနင်းငါဘဝအတွေ့အကြုံ20ကျော်နဲ့ပြောရရင်ကဘာမှာမကယ်တင်နိုင်တာဆိုတာမရှိပါဘူးအခြေအနေမီမြစိုးစေးနေစီအသက်ရှူနေတာတောင်ရှိသေးရွယ်နောက်ဆုံးအကျင့်အားထုတ်ဖို့လိုပါတယ်မင်းနဲ့ကြစ်ချွမ်းရှူကြားမှာနားလည်မှုလွဲတွေရှိနေမယ်ဆက်ဆံရေးမညီညာတာတွေရှိမယ်ဒါပေမဲ့မျောလင်းချက်ကိုမလက်လွတ်ပါနဲ့ကိုမအရှုံးပေးပါနဲ့ အရာအလုံးကိုပြန်လည်စဉ်းစားပါအရာအလုံးပြန်စတင်နိုင်နေဒါနဲ့အဆုံးမှာကိုယ်နှလုံးသားအမှန်ကိုထုတ်ပြန်နိုင်ရင်အရာအလုံးဟာနောက်ပြန်မလဲလို့ဦးသူ့အထံဟာတောင်ကြီးစလုံးလိုခိုင်မာပြီးတည်ကြည်နေတာအဲ့တဲ့အချိန်မှာချစ်ချင်းနင်းရဲ့မျက်လုံးတွေကတောင်တင်းမှုတစ်ခုလက်ငင်းဖြစ်လာလေသူနားလေသွားတယ်ဘာကြောင့်စတာလင်ဟာလူတိုင်းကဘိုလ်ချုပ်ကြီးလိုကြီးကြတာလဲဆိုလားသူကတခါမှမာနာကြီးသူမဟုတ်ဘူးဒါပေမဲ့အရာရီဘလောက်ပင်ခက်ခဲနေပါစေသူ့အနားမှာရှိတဲ့လူတိုင်းဟာသူ့ယုံကြည်မှုနဲ့မျှော်လင့်ချက်ကြောင့်ပြန်တက်နိုင်ခဲ့ကြတာသူ့ယုံကြည်မှုဟာနေရောင်လိုဖျားထွက်ပြီးသူ့ပတ်ဝန်းကျင်ရှိလူတွေကိုပြန်လဲကဲတင်နေတယ်အနန်သူအခုဒုက္ခထဲကြာနေတာမင်းအကူအညီလိုနေတယ်စန္ဒရှိလားကြစ်ချွမ်းနဲ့ဒီချက်ချင်းတွန့်ပြလိုက်သည်မီးနဲ့ရေသွားရင်တော့ကျင့်နဲ့သွားမယ်အဲ့ဒီခါသူမရဲ့မျက်လုံးထဲကမျောလင်းချက်နဲ့တစ္ဆာကတပြိုင်တည်းမီးလောင်နေတယ်လို့ပါပဲသူမခဏတုံပြီးပြောလိုက်သည်တနေ့တော့ငါအဲ့ဒီအချိန်တုန်းကကြစ်ချွမ်းရှုရဲ့နာမည်ကိုတဘာဝကြကြရှင်းပြီးသူ့ကွန်တိတ်ခါကိုပြန်ပေးမယ်ဒါပေမဲ့ယခုတော့ငါ့မှာအာနာရတို့မရှိငါဘလို့ကူညီနိုင်မလဲစတာလင်ကပြုံးပြီးတင်းငင်းဆိုတာပြောလိုက်တယ်ပထမအနေနဲ့ကြစ်ချွမ်းရှုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုအပြင်းတို့ထုတ်ဖော်လို့မရဘူးသူ့ကွန်တင်းကိုပြန်လည်မရရှိသေးလို့ပေါက်ကြားသွားမယ်ဆိုရင်တော့စစ်စီးရေးမိုးလဲဒုက္ခရောက်မယ်သူကိုယ်တိုင်မှာဒုက္ခရောက်မယ်ငါဘာထမှန်ပေါ့ဝေးလာမယ်ကြစ်ချွမ်းနင်းကချက်ချင်းခန်းစားချက်ပြင်းပြင်းနဲ့ပြောလိုက်တယ်ငါချင်းဆိုမယ်လော့စတာလင်အတဘိုးသူညီမရတဲ့အထိဒီညကစပြီးငါတို့စကားဝိုင်းကြောင်းဘသူကမှမပြောပါဘူးဒီတစ္ဆာကိုဖောက်ညီငါတထောင်ကဖြွတ်ခံဖို့ပြင်းနေပြီသားစတာလင်ဒီပြုံးပြီးလက်ဖွင့်လေပြလိုက်တယ်ကောင်းပြီမစ္စတာနီဒီလိုချင်းဆိုစရာမလိုပါဘူးမင်းရဲ့ကတိကလုံလောက်ပြီအနာဂတ်စစ်တင်နာပရိချုပ်တဲ့လောက်ကငါအတွက်အဲ့ဒီလိုကတိပေးနေတာဆိုတာပင်ဂုဏ်ဖြစ်ပါရဲ့တခင်စတာလင်ချစ်ချွန်းနင်းရဲ့အတန်ဒီတင်းတင်းကြပ်ကြပ်နဲ့တိတ်တိတ်လီခောက်လာတယ်သူမရဲ့ခြေတလန်းနဲ့မြက်ခင်းမော်ကိုနင်းလိုက်တော့အတန်အောင်ငိမ့်သက်သွားတယ်သူမရဲ့ခံစားချက်ကစတာလင်ကိုတစိမ့်ပိုင်းထိခိုက်သွားအောင်လှုံ့ဆော်လိုက်တယ်စတာလင်ဒီချစ်ချွန်းရှူရဲ့အခက်ခဲကိုအတိုကျုံဖော်ပြလိုက်တယ်သူအရှိပြားမှာတိုက်ပွဲနိုင်ရခဲ့တယ်ဒါပေမဲ့ထောက်ပံ့ပို့ဆောင်ရေးအဖြတ်ကြောင့်သူ့အောင်ပွဲတွေကိုချဲ့ထွေနိုင်ခြင်းမရှိတော့ဘူးဒီလင်နဲ့ငါနှစ်ယောက်ပေါင်းဒီထောက်ပံ့ရေးပစ္စည်းတွေစုဆောင်းနေကြပေမဲ့လမ်းကြောင်းဒီအချို့မှာတားဆီးမှုတွေရှိနေတယ်ဒီကိစ္စကိုစစ်ဦးစီးချုပ်ရုံးကကိုင်နိုင်မယ်စစ်စေးရေးမှုချုပ်ဒီလင်ကကြီးမှတ်မှုနဲ့ကူညီနိုင်မယ်ဒါပေမဲ့မိသားစုအတွင်းမှာလည်းတယောက်ရှိတယ်ငါတို့အတွက်အစ်စ်အဖြစ်စိုးရိမ်ဘူးတက်နေသူအဲ့ဒါကစစ်ဦးစီးချုပ်ကြီးရှင်းဖြစ်တယ်စတာလင်၏အတန်ကနည်းနည်းတဲနွားသည်သူဆက်ပြောတယ်သူမဟာမိသားစုတက်ရဲ့ထောက်ပံ့ဤနဲ့ငွေကြေးကိုဦးစီးနေတဲ့သူ
အရက်ပတ်အုပ်ချုပ်ရေးအထိထိန်းထားတဲ့ဘိုးချုပ်ကြီးသူမဟာညံကြီးပြီးလင်မာပါနေတဲ့သူနောက်ဆုံးတော့ကကုံစီစေးနှုံများပြောင်းလဲနေတာကိုသတိမပြုပဲမဟာဗျူဟာမြောက်ဖွစီးသားမိကြီးဥပဒေထုတ်လိုက်တာအဲ့ဒါတောင်ကြည်ချွန်ရှိရချက်ကြီးမားတဲ့အခက်ခဲထက်လာခဲ့တယ်အဲ့ဒါကြောင့်သူ့ကိုလှုပ်ဝက်ထောက်ပံ့ဖို့ဆိုရင်ဒီရှမ်းကိုမတိအောင်ထိန်းဖို့တကယ်ခက်တယ်သူမကတမဒလူမေဟန်ရဲ့မိသားစုသူထစ်တာသူမရဲ့ဌာနထဲမှာမျက်နှာထိန်းမိနိုင်တဲ့တက်တန်းရှိဩဇာကြီးတဲ့သူတွေအများကြီးရှိတယ်စတာလင်ဒီစကားကိုခဏရပ်လိုက်ပြီးမျက်လုံးကျင်းကစဉ်းစားနေတယ်ကြည်ချွန်နင်းဒီခဏစဉ်းစားပြီးမိလိုက်တယ်တခင်စတာလင်မင်းဆိုလိုတာကသူပြုံးပြီးလက်လက်ကပြန်ပြေးလိုက်တယ်ငါဘာမှမဆိုလိုပါဘူးသူ့အတန်ကတိတ်တိတ်နဲ့တက်တက်တတာတိုးပြီးနဲ့အနက်ပါနေတယ်ငါတီးတလောက်အစင်လာအယစစ်တေနာပတိကျုပ်ရဲ့အမိုးလေးဆက်ခံသူဟာတရားဝင်တာဝန်မထမ်းခင်တပ်ဦးစီးချုပ်ယုံမှာတာဝန်တစ်ခုယူရတာရှိလေသူတို့ရဲ့အနာဂတ်အတွက်အတေကြုံသက်တမ်းတိုးတက်အောင်ပေါ့မစ္စတာနဲ့မင်း20နီးပါးရှိပါပြီအခုကစတင်ပြင်ဆင်ဖို့အချိန်ရောက်ပါပြီစတာလင်ဒီမက်တယ်ရက်ကကြစ်ချွန်နင်းနဲ့လက်ဆွဲပြီးတကားဝသို့လိုက်ပို့လိုက်တယ်ယထာတန်သွာလာတန်မကြာခဏကြားနေရင်နဲ့ကြစ်ချွန်နင်းသည်နောက်ကျောထဲအေးအေးနဲ့ပြုံးလိုက်တယ်နောက်မှသာသူမနားလေလာတယ်စတာလင်ရဲ့စကားရဲ့နောက်ဖက်မှာလွှဲကွက်တန်တချရှိနေတယ်သူမမတိမတာပြုံးသွားပြီးစိတ်ထဲမှာပြောလိုက်တယ်ဇီချွမ်မိသားစုရဲ့တရေကောင်းသူဦးတကယ်ပဲသူတို့ဂုံတည်းနဲ့ထိုက်တန်သူတယ်ဒါပေမဲ့သူတို့ကိုနားလည်ဖို့တော့လုံးဝမလွယ်ပါဘူးသူ့ဖြောင့်မမှုကြောင့်လူတိုင်းရဲ့လေးစားမှုကိုရထားတဲ့စတာလင်လည်းအချို့ခြေနေတွေမှာလိုအပ်ပါကလှေဖျားမှုနေနဲ့အတုံးချတတ်သူပါကောင်းပြီလေကြစ်ချွန်ရှိုးရဲ့အတွက်မင်းကူညီဖို့နီးလန့်ရှိတယ်ဆိုတာသိလိုက်ချိန်မှာကြစ်ချွန်နင်းရဲ့နှလုံးသားဟဲကတင်းတင်မှုတွေနည်းနည်းတက်တာလာတယ်သူမအတွင်းစိတ်နဲ့မသွားနိုင်ပေမဲ့စတာလင်ပြောခဲ့တဲ့စကားကတော့သူမအတွက်မေတ္တာနဲ့မျှော်လင့်ချက်ပြန်နိုးစေတယ်အရာအလုံးကိုပြန်လည်တတ်မှတ်လိုက်မယ်ဆိုရင်အရာအလုံးပြန်ဆနိုင်တယ်ကဲတင်နိုင်တဲ့ကဘာဆိုတာမရှိပါဘူးအဲ့ဒီစကားဟာသူမရဲ့မနှက်ဖြန်အတွက်ငြိမ်းသက်မှုတစ်စိတ်ဖြစ်လာတယ်ကဘာမှာဂတိတွေပေါ်ပေါ်တန်တန်ပေးတတ်တဲ့သူတွေရှိတယ်ဒါပေမဲ့စတာလင်လိုလူတွေအတွက်တော့ဂတိတစ်ခုပေးတာကသူတို့ရဲ့အသက်တစ်ခုပေးတာနဲ့တန်ဖိုးတူပါပဲအဲ့လိုလူတွေကိုရှားပါလာပါတယ်သူမရဲ့နှလုံးသားထဲမှာမျောလင့်ချက်အသစ်တစ်ခုပေါက်ထွက်လာတယ်ကြစ်ချန်နင်းတိတ်တိတ်လေးစဉ်းစားနေခဲ့တယ်ကြစ်ချွန်ရှုကအရှေ့ပြားမှာအောင်မြင်နေပြီငါကတော့စောင့်နေုံနဲ့မရဘူးဘိုလ်ချုပ်ယုံကိုရေခဲပြန်ထောင်လူတို့ခေါ်ကြတဲ့အဲ့ဒီကြည်ရွှမ်းရဲ့တကယ့်အင်အားကိုကြည့်ကြပါစို့တကားဝတ်မှာရက်နေသူမကယထာတစီးတောက်သွားတာကြည်နေတယ်အဲ့အချိန်မှာစတာလင်ရဲ့ပါဇက်တောင်မှာတိတာတဲ့အပြုံးလေးပေါ်လာတယ်ရုံးပြန်ရောက်ချိန်မှာလို့သူအဲ့ဒီနေ့မှာဖြစ်ခဲ့သမျှကိုတိတ်တိတ်ချာချာမှတ်တမ်းတင်ပြီးစာတစောင်ရေးခဲ့တယ်စာကလျှို့ဝှက် channel မှာမတင်အရှိပြားရှိကြစ်ချွန်းရှို့ထံကိုပေးကူသွားမယ်စာရင်းမှာသူကြစ်ချွန်းနင်းရဲ့စကလုံးတိုင်းမျက်လုံးပြတဲ့အတန်တန်တိုင်းကိုအသေးစီဖော်ပြထားတယ်သူတည်တယ်ကြစ်ချွန်းရှို့တော်တယ်လီမာပါနဲ့တယ်အဲ့ဒီစာအတွင်းရှိအဓိပ္ပာယ်တွေကိုတေချာနားလည်မယ်စတာလင်ဒီစာအဆုံးမှာနူးညံ့တိမွေတွေစာကြောင်းတစ်ကြောင်းထပ်ပြလိုက်တယ်အောင်ထွယ်လုတ်သူတွေဟာအကောင်းဆုံးကေတင်သူတွေလေးဖြစ်တတ်တယ်ငါနည်းနည်းမိုက်နေတာလားဒါပေမဲ့ငါလုတ်ခေတယ်သူနားလည်နေပြီမျောလင်းချက်မဲ့တဲ့အချစ်ချစ်သူကိုဆုံးရှုံးရတဲ့နာကျင်မှုအိမ်မက်သေးမှာပဲပြန်တွေးနိုင်တဲ့မျက်ရည်အေးအေးနဲ့မျက်လုံးတောင်းချွိုက်စမှုဒီအရာတွေကိုတကယ်လို့နားလည်နေရပြီလို့ဒီသူ့စိတ်ထဲမှာတစ်ချက်သားဆိုတောင်းနေတာကဘာပေါ်ရှိချစ်သူတိုင်းမျောလင့်ချက်အဆုံးသတ်မရှိတဲ့ပျော်ရွှင်မှုတစ်ခုပေါ်မှာပြန်တွေ့နိုင်ပါစေဖြစ်နိုင်ရင်တော့ကြစ်ချွန်းရှူနဲ့ကြစ်ချွန်းနဲ့သူတို့နှစ်ဦးလုံးတူဖြစ်ဖို့စပွဲအောက်ကမျောလင့်ချက်တစ်ခုထားခဲ့သည်နဲ့သူ့လက်ထဲကဘော်ဘင်ကိုချလိုက်သည်ပရင်းပေါက်ဖွင့်ကမိုးဖြူဖြူရောင်ကောင်းကင်ကိုမျက်စိမှောင်ကြည့်နေတယ်ဘဝမှာအတန်ဆုံးအရာကအဥ္စာပဲမဟုတ်ဘူးဖုံးတန်ခိုးကုန်တိတ်ခါတွေကမတန်ဘူးလူတယောက်တော့မျောလင့်ချက်တစ်စိပိတ်နိုင်တာပဲတန်ဟိုးရှိတာသူ့စကားနဲ့အတူလင်းရင်တန်နဲ့မိုးအေးသွေးသွေးဝင်လာတယ်အရှိဘက်ကမိုးကုံမိုးသားနှင်းကိုမြှုပ်ကြည့်လိုက်တဲ့အခါစကားလင်းရဲ့မျက်လုံးတွေစိုးသွားပြီးပျော်ရွှင်မစေဟုစကားမပြောဘဲသူ့နှလုံးသားကဆူတောင်းပေးနေလေ